ချိန်က6:55ဘယ်ဝင်လို့နောက်ကလိုက်နေတာပါဒီသူတို့ကအင်းလေးကောင်းနေတယ်ဘာမှမရဘူးဆွဲလိုက်အောင်ဗျာမနေ့လမ်းမပေါ်မှာဖြစ်ပါတယ်လူငယ်တဲ့5မိနစ်10မိနစ်လောက်ကတော့ဘွဲကစီးပွားရေးတဲ့တို့ရွာသားကြီးရှိရောက်နေတယ်ဗျာကျွန်တော်တို့ဒီလိုက်နေတာပါဒီလေးရတယ်နောက်ပါပဲမနေ့လမ်းမကြီးပေါ်ပါပါဒီဝိုင်းတဲ့တို့ရွာသားကြီးဒီရတဲ့ရောက်ရှိဒီနေ့ကမလေးလာတော့ဒီကနေတယ်ရှေ့ရဖြတ်ပါတယ်ဒီနေရာတွေကအင်းတစ်ကောသွားမှာပေါ့နော်City's heartbeats racing fast. We're burning bridges from the past. Neon shadows start to grow. Take my hand, let's lose control. No more waiting, no more doubt. Let the silence drown it out. Close your eyes and feel the flame. We'll never be the same. We run with the night. Hearts in overdrive. Every beat a spark that keeps us alive. We run through the dark, glowing from inside. This rhythm's our escape. Fire or hide. This rhythm's our escape. Fire or hide. အလုံးတွေ့ရှိရပါဗျာအလုံးတွေ့ရှိခဲ့ပါဇေကွေးလမ်းတော့မမြောက်သေးဘူးဗျရှေ့ကတော့ဒီဘက်အပြားနဲ့က Bohantin Cycling is Happiness channel YouTube blog တာပါဒီဘက်ကတော့ပေါ်တာမလို့ပေါ်တာပါသူကကျွန်တော်စောင့်ခေါ်ပေးတာပေါ့နော်သူတို့ကြော်သွားပြီးတော့သူတို့ပြန်စောင့်လိုက်ရတယ်ဗျဟုတ်ကဲ့အဲ့လိုပါဟိုတန်းတဲ့ဖွဲ့တွေရောက်ရှိရသွားနေပြီပေါ့နော်ဒီနေ့တော့တစ်ခါမှသိမရောက်ဘူးတဲ့နေရာကိုသွားကြည့်အောင်ဗျပြီးတော့ပြန်တော့ရောက်တော့မလားဇေကွင်းလမ်းတော့ပြောလိုသေးတယ်စားတလင်းရောက်ပြီနော်စားတလင်းလဲကူမျိုးနေတဲ့ကစားတလင်းအောင်ရောက်ပါပြီတနက်ပြန်ရွာ
ပြင်ရွာကျော်ဇေယျကွင်းလမ်းဆုံးတော့ရောက်သေးတယ်ဘယ်ဟိုရှိမှာခဏကျွန်တော်ရေဘူးပြုတ်ကြလို့နေတိုင်းရောက်ပါပြီဘယ်ရဲတရားတွေလို့ပြရှေ့မှာတော့ဇေယျကွင်းလမ်းဆောင်ရောက်ပြီဗျဟိုရှိမှာဇေယျကွင်းလမ်းဆောင်ရောက်ပါပြီဗျာညာချိုးရမှာမလားတိုင်းနဲ့ဘိုးတိုင်းအဆက်ရောက်သွားဒီတော့ရောက်ပါပြီဗျာဒီတော့မှအတင်းဆောင်ဒီကလိုပဲဒီချိန်က9:19ပါကျွန်တော်တို့အင်းတကောကနေပြန်လာပြီပေါ့နော်အင်းတကောကိုရောက်ပြီးတော့အဖွဲ့ကတော့သူတို့ကဟိုဘက်ပန်းပြိုးလက်ကိုအိုက်ပတ်တီသွားဘိုးမျိုးအောင်ပဲဒါကပြန်တော့နည်းနည်းနောက်ကျမယ်ဆိုတော့ကျွန်တော်ကစာတင်ခြင်းလေးရှိတယ်ညာနေပဲတက်ပြန်ပါလေပြန်တော့တရားခဲ့ပါ I see her boots at the corner cafe with a notebook and candle. She's chasing skies I've never been while I stay in mind. It's something in the way she moves keeps pulling at my chain. Oh, traveler, the sun in your stride, leaving behind what I hold inside. If I don't ask your name today, I may never get the chance to walk beside you. နဲ့လမ်းပေါ်ရောက်ပါပြီ
There's a tune I've Mane lamb never wani. heard.နောက်တစ်ခါ Languages I can't အိမ်ပြန် speak. နေပါပြီ She writes down cities on her wrist. ဆရာကတော့9နိုင်ခွဲလောက်ရှိတော့ Dreams she'll never keep. I sip my coffee, miss my cue. 9နိုင်39 Still anchored by my feet. အင်းနိုင်ရောက်ပြီ But time rolls on like open roads, and soon she won't be here. Oh, try. ဆောင်းကလာဝေချေရောက်နေဒီကြောင်လေ Carry the sun in your stride, leaving behind what I hold inside. If I don't ask your name today, I may never get the chance to walk beside your wandering dance. Maybe next year in Madrid, or on some quiet mountain ridge, I'll see you turn and I'll be brave. But what if courage comes too late? Oh, traveler, the world is your ခဏပြေ oyster, ခဏပြေရောက်ပါပြီ and I ကျွန်တော်10နိုင်ပြီ just ဒီ stood တော့10နိုင်ပြီနော် afraid of fate. Nothing If about I don't take that step today, you'll vanish with the train, and I'll never see your smile again. စားတလင်းလန်းစုံရောက်ပါပြီစားနည်းလန်းစုံလည်းစားတလင်းဒီတော့ကတော့မရောက်သေးပါဘူးငါးမွေးရေခံပါ10နိုင်9မိနစ်ရှမ်းဒေးစင်တာပြေးတယ်ရောက်ရှိပါပြီအဲ့ဒီကဒီရောက်ပြီ10နိုင်35နော်2ဂိတ်ကိုပြန်ရောက်ပါပြီဘက်ကတော့ဒါ Platinum City ပါဒီဟိုဘက်ကတိုက်တယ်မှာကျွန်တော်တို့ရဲ့အမျိုးတယောက်ကအဲ့မှာနေတော့နော်ဒီနေ့အိမ်ကဟိုဖားမွေးဘယ်တဲ့ကိုလာတိုင်းလာမှာအားရတိုင်းမှာဒါရှေ့ရစီးပွားရေးတဲ့ခဏလေးနားပါဒီမှာဒါအိမ်အတွက်ဒီဝိတ်နေဒါဟိုပါခွားသီးချူခွားမွေးဒါတော့လက်ဆောင်ထည့်ပေးလိုက်တာအမနဲ့လည်းနှစ်ခုရှိတယ်ဗောနော်ဒီဘက်ချမ်းကရှေ့တကူဒီဘက်ချမ်းကျတော့တောင်တကုံပေါ့ဒီဘက်ချမ်းလေးမှာစက်မှုစုံလေးရှိပါတယ်ဒီဘက်ကတောင်တကုံစက်မှုစုံခုဒီဘက်ချမ်းဒါကြီးကတောင်တကုံစက်မှုစုံပါဒီမှာတောက်လျှောက်စက်မှုစုံတွေရှိတယ်အိမ်ယာတွေရှိတယ်
ချိန်ကတော့17နာရီ17ပဲဒီမှာကျွန်တော်တောင်မြောက်နေကုန်လာပါဘူးအချိန်မှာဒီပိုင်းရှိပါတယ်တောင်မြောက်ဒီနားမှာတော့ကျွန်တော်တို့ကြောင်လေးပူတာပါကြောင်လေးပူတာဒီဘက်ထားပါဒီဘက်မှာကျွန်တော်သမီးလေးရန်တော့ကြတယ်ဒီလမ်းနေနေကြောင်လေးလုံးမဲ့ကျွန်တော်တောင်းကလာနေအင်းကောကနေတောင်းကလာဒီလေးတော့တူလေးပေါ့နော်ကျွန်တော်ပထမဆုံးနော်ခဏလေးအိမ်ပြန်ရောက်ပါပြီချိန်ကတော့ခုက17နာရီခွဲရှိပါပြီနော်အားလုံးလိုက်ပါကြည့်ရှုပေးတဲ့သူတွေအားလုံးကျေးဇူးတင်ပါတယ်